ပဲခူးတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့်ဟိုတယ်လုပ်ငန်းရှင်များအသင်းပဲခူးဆောင်တို့ပူးပေါင်းပြီးတဘာဝ BND ရဲ့အရေးပေါ်အခြေအနေတုံ့ပြန်ခြင်းစီမံခန့်ခွဲမှုအသိပညာပေးသင်တန်းကိုဇွန်လ6ရက်မှာပဲခူးမြို့ကမ္ဘောဇဟင်းသာဟိုတယ်ခန်းမမှာပြုလုပ်ခဲ့ပါတယ်။အဆိုပါသင်တန်းမှာတဘာဝ BND ရဲ့မကြားရောက်မီကြိုတင်ပြင်ဆင်ကာကွယ်ခြင်းတဘာဝဘေးရောပါရေးလုပ်ငန်းများတဘာဝဘေးကြားရောက်ပါကအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများစသဖြင့်သက်ဆိုင်ရာဖွဲ့စည်းများကစာတွေ့လက်တွေ့တင်ကြားပို့ချပေးခဲ့ကြောင်းသိရပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိဒေသများမှာတဘာဝဘေးရန်တွေများဖြစ်ပွားလာပါကအရေးပေါ်အခြေအနေတုံ့ပြန်နိုင်ဖို့အတွက်ဟိုတယ်နဲ့တဲခိုရိပ်သာလုပ်ငန်းရှင်များမန်နေဂျာများနဲ့ဝန်ထမ်းများအားလုံးကိုအသိပညာဗဟုသုတရရှိစေဖို့အတွက်အရေးပေါ်အခြေအနေတုံ့ပြန်ခြင်းစီမံခန့်ခွဲမှုအသိပညာပေးသင်တန်းကိုဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းပဲခူးဆောင်ပူးပေါင်းပြီးတော့ကျွန်တော်ဒါတဘာဝဘေးရန်တွေတုံ့ပြန်ရေးသင်တန်းပေါ့လေဒါလေးကိုကျွန်တော်ကအသိပညာပေးသင်တန်းအနေနဲ့ဖွင့်ရခြင်းဖြစ်ပါတယ်။ဘာကြောင့်ဖွင့်ရလဲဆိုတော့ကျွန်တော်တို့လက်ရှိ28/3/2025မှာဖြစ်ပေါ်ခဲ့တဲ့မန်လင်းငင်းတင်ကြီးကြောင့်ပေါ့နော်။မန်လင်းငင်းကြောင့်ကျွန်တော်တို့ဒါတနိုင်ငံလုံးတိုင်းတာနဲ့အခြေခံစာအုပ်တွေပျက်စီးတယ်လန်ဒရာတွေပျက်စီးတယ်ကျွန်တော်တို့လူတွေထိခိုက်ဒေဆုံးမှုရှိပါတယ်။အဲ့မှာကျွန်တော်တို့ခီးသွွားကဏ္ဍထဲမှာပြောရမယ်ဆိုလို့ရှိရင်တော့လေကျွန်တော်စကိုင်းမန္တလေးပေါ့လေအဲ့မှာတော့ထိခိုက်မှုများခဲ့ပါတယ်။ကြိုတင်ပြင်ဆင်မှုအားနည်းတဲ့အခါကျတော့ကျွန်တော်တို့ဒါဟိုတယ်တွေပြိုကျပျက်စီးမှုတွေရှိတယ်။အဲ့မှာတဲခိုတဲ့ဧည့်သည်ပေါ့လေအချိန်မီထုံနိုင်မှုတွေနဲ့လေးဒါအခက်အခဲရှိသွားတာကိုတွေ့ခဲ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ပြည်သူ့ဝင်ကြီးလမ်းညွှန်မှုကျွန်တော်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ချုပ်ရဲ့လမ်းညွှန်မှုနဲ့ကျွန်တော်တို့ကဒါဒီအသိပညာပေးသင်တန်းတွေဖွင့်ဖို့ဆိုပြီးတော့ကျွန်တော်လုပ်တဲ့ချိန်မှာကျွန်တော်ဗဟိုတိုင်းကနေဒါပထမဆုံးစပြီးတော့ခုနှစ်တဲ့သင်တန်းလေးဖြစ်ပါတယ်။သဘာဝပြည်နဲ့ဖြစ်ပွားလို့ရှိရင်ဘယ်လိုရေးပေါ်တုံ့ပြန်မလဲ။လာတဲ့ဧည့်သည်တွေကိုဘယ်လိုကယ်ထုတ်မလဲပေါ့နော်။ဒါတွေကိုဗဟိုမှာရှိတဲ့ချက်ချင်းဒီအသင်းကျွန်တော်မိသက်တပ်ဖွဲ့ဒါဘေးစီမံဦးစီးဌာနပေါ့လေ။ဒါနဲ့ကျွန်တော်ပူးပေါင်းပြီးတော့ပဲခူးမှာရှိတဲ့ဟိုတယ်လုပ်ငန်းရှင်65ရောက်ပေါ့လေ။အားလုံးမန်နေဂျာအပါဝင်ဒီဟာတွေကျွန်တော်တက်ရောက်ဖို့ဖိတ်ကြားတဲ့အခါမှာအကုန်လုံးလက်စိတ်ပါဝင်စားသွားတဲ့တက်ရောက်တာကိုကျွန်တော်တွေ့ရှိရပါတယ်ဗျဟုတ်တဘာဝဘေးကြိုတင်ကာကွယ်ရေးဇက်တိုက်လေ့ကျင့်ခြင်းများကိုလည်းဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမြန်မာနိုင်ငံမိသက်ဦးစီးဌာနမြန်မာနိုင်ငံကြက်ချီနီအသင်းလူမှုဝန်ထမ်းဦးစီးဌာန BND ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနဲ့သက်ဆိုင်ရာဌာနများပေါင်းစပ်ညှိနှိုင်းပြီးဆောင်ရွက်လျက်ရှိနေကြောင်းသိရပါတယ်ပစုံပိုင်းကိုကျွန်တော်တို့ဒါအရေးပေါ်အခြေအနေပေါ့အရေးပေါ်အခြေအနေမှာအဓိကတော့မဖြစ်ခင်ကြိုတင်ပြီးတော့တည်သွားအောင်လို့ဒါဟိုတယ်နဲ့ခီးသွားလုပ်ငန်းဆိုလို့ရှိရင်အများပြည်သူတွေလာရောက်တဲတခုတည်းအခုလိုကျွန်တော်နိုင်ငံမှာဖြစ်သွားတဲ့ဒီငလင်းကြောင့်ဒါပျက်စီးဆုံးရှုံးမှုကိုသင်ခန်းစာယူပြီးတော့ဒါတွေကကြိုတင်ပြီးပြင်ဆင်ရမယ်ဆိုတဲ့အတိပေါ့ဒီအတိပညာတွေကျွန်တော်ပြီးဖို့အတွက်ဒီနေ့သင်ခန်းစာမှာပို့ချသွားမှာဖြစ်ပါတယ်။တဘာဝဘေးရန်နဲ့ထပ်ဆလို့ရှိရင်ကျွန်တော်တို့ပတ်ဝန်းကျင်မှာအချိန်မီကြုံတွေ့နိုင်တဲ့အန္တရာယ်ကမီးဘေးအန္တရာယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့မီးဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဖြစ်ပေါ်လာတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘယ်လိုတုံ့ပြန်ဆောင်ရမယ်ကျွန်တော်ဘယ်လိုကျွတ်တင်ကောက်ွယ်မယ်ဆိုတာလေးတွေကိုလည်းကျွန်တော်တို့ကပြည်သူတွေကိုကျွန်တော်တို့ကတည်ထားဖို့အတွက်เนาะကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့အချမ်းပေးချင်ပါတယ်ဗျ။တဘာဘေးရန်တွေပေါ်လာတိုင်းမှာကျွန်တော်အသားမှာဖြစ်ဖြစ်စင်မှလည်းရေကြီးရဲ့နေရာတွေလေမွန်းကြတော့ရတဲ့နေမှာစကိုင်းနေဖွင့်တယ်ကဲစကိုင်းနေဖွင့်တယ်အဲ့ချိန်မှာဆိုရင်တော့ကျွန်တော်တို့ကကျမ်းမာရေးဌာနပူအောင်ပြီးတော့ကျမ်းမာရေးစောင့်မှုလုပ်ငန်းတွေကိုဆောင်ရွက်ပေးပါတယ်ခင်ဗျ။ဒီတင်တန်းမှာပေါ့နော်။ကြက်ချင်ရနေပြီးတော့ကျွန်တော်ပေါဝင်ဆောင်ရွက်ပိုင်းရတော့နံပါတ်1ကတော့ကျွန်တော်ကျမ်းမာရေးစောင့်ရှောက်မှုပိုင်းပေါ့။စောင့်ရှောက်မှုပိုင်းဆိုပြီးတော့ကျွန်တော်ဒီရှာဖွေကေသေးအဖွဲ့ရဲ့ကဲထုတ်လာတဲ့လူနာတွေကိုဖြစ်သွားတဲ့အချိန်မှာကျွန်တော်ကြက်ချင်ရနေပြီးတော့စီဥစေကမပူရမရှိဘူးချင်းလုပ်ငန်းတွေဆောင်ရွက်ပိုင်းလေးတွေကိုပို့ချသွားပါမှာတဘာဝဘေးရန်တွေရဲ့အတွက်အသိပညာပေးပိုစတာများကိုလည်းဟိုတယ်နဲ့တဲခိုရိပ်သာများရှိအကျူကောင်တာနဲ့အိတ်ခမ်းတွေမှာတက်ဆင်ထားဖို့အတွက်စစ်ဆေးကြက်မှတ်ဆောင်ရွက်လျက်ရှိနေတယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ပဲခူးသတင်းဌာနခွဲကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။